ဗမာလူမျိုးတွေဟာအမှန်တရားကိုသိဖို့ဘုရားကိုစိတ်ကကိုးကွယ်တာလားလို့မေးလိုက်မယ်ဆိုရင်လူတိုင်းမဟုတ်ဘူးများသောအားဖြင့်ဘုရားစိတ်ကကိုးကွယ်တာဘာအတွက်တုံးစီးပွားဥစ္စာတိုးတက်ခြင်းနဲ့ဘဝမှာအဆင်ပြေခြင်းနဲ့ဒီလိုအကျိုးတွေအတွက်ပြီးဆုတောင်းခြင်းနဲ့အဲ့ဒါတွေအတွက်ကိုးကွယ်နေကြတာကများတယ်ပေါ့အဲ့တော့ကိုးကွယ်မှုအစစ်အမှန်ဖြစ်ဖို့အတွက်ကဘာလို့ဆိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမြတ်စွာဘုရားခွဲခြားဟောမယ်အဲ့ဒီခွဲခြားဟောတဲ့အဆုံးမဩဝါဒကိုသိဖို့ရအတွက်ဘုရားကိုကိုးကွယ်တယ်ဆိုမှပို့ပြီးတော့မှန်ကန်တယ်ဆိုလိုတာကအသိဉာဏ်ရဖို့အသိဉာဏ်ရပြီးရင်ကိုယ်ကိုယ်တိုင်လောက်ရမှာဖြစ်တယ်သူများအကူရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကအတ္တဟိအတ္တနောနာထောမိမိသိတာလေမိမိရဲ့ကိုယ်ကိုယ်အားဆိုတယ်ပါဇက်ကတဖွာဖွာရွတ်နေပြီပဲလို့သူများကိုအကူတဲ့စိတ်ကရှိနေတော့မယ်နော်လူတွေမှာဘာကြောင့်ဒီလိုရှိနေရတာတုံးလို့ဆိုရင်တန်တရားမှာနတ်ကိုတကုရှင်တွေကိုကိုးကွယ်လာခဲ့တဲ့ဘဝတွေကများတယ်ဒါကြောင့်မို့တန်တရားမှာတကုရှင်တွေကိုကိုးကွယ်လာလို့တကုရှင်တွေရဲ့မဆာမှုကိုမျောလင့်နေတဲ့ပုဂ္ဂိုလ်ကရာခိုင်နှုန်းအဖြစ်များနေတယ်ခဏခေတ်မှလည်းများတာပဲနော်